ဒီမနဲ့နှစ်နာရီစောထားခဲ့တတိယတဲ့ကြောင်းတွေကိုလည်းမကြမီပြောပြမယ်ကိုဖုန်းနဲ့မန်းနဲ့ဝင်ကိုဖြူဆိုင်ဆိုထူးနေလိုက်ပါတူစားကြမယ်မနဲ့စာမရှိသူကြိုက်ကစူးလေးတွိုက်မှာမင်းအင်ရှိလမ်းမှာတက်ကကိုတနေကြပန်းကင်းများလို့ဝမ်းနာမှာထွက်ဆောင်ကြချစ်သူပြုံးလေးအနမ်းခွင့်ရဖို့ပဲသွားမယ်ပါစားမယ်စိတ်ကူးရင်ထားတဲ့နေများတဲ့မင်းခိုးလေးပဲတက်ပုံရိုက်ဖို့ဖုန်းအားတရဖြည့်ထားတယ်မင်းနဲ့ရောက်လို့ချင်းတွေ့ကြမယ် coffee ဆိုင်လေးရဲ့ထဲမှာဒုနီယာရဲ့ဝန်းလေးများကရင်ကုန်တဲ့ဆုံးရှိတဲ့ကဘာချစ်ပါလေရကူကပမ်းမိခဲ့ပါအောင်စိတ်ကူရနေရင်ငါကမဆုံးပတ်ချင်လို့ကိုရရှန်တဲ့ရနာမင်းနာရှိကြလို့မင်းနာရှိတဲ့ကိုင်းသွားခြင်းနဲ့နေရများလက်ရှောက်မင်းရဲ့သူဆုံးနေခြင်းနဲ့ချင်းတွေကချစ်ကြောင်လေးပဲတွေ့လေးတွေနဲ့ you အိမ်ပြန်ချိန်နေလဲမမှုအချိန်တွေကုန်လာလိုက်တဲ့ညနေဆောင်ပဲရောက်ပြန်ပေါ်မင်းကြိုက်တဲ့မိုးနေဝေးကံပေါင်လေးပဲတစ်ခေါက်ပြန်ကြောနေဝင်ချိန်လာတဲ့များအောက်ကိုပဲလှဲပါနဲ့ခန်းစုပြီးညဘက်လွန်ပြကြည့်ချင်သေးလို့ကင်မရာလေးနဲ့1 2 3မင်းရဲ့ကိုတွေ့လို့သွားခြင်းကဘာမြေဆုံးတီလိုက်မလားလာရတော့မချစ်ရဲ့မင်းနဲ့အိမ်ပြန်ချိန်များလေးရောက်လာအိမ်ပြန်ချိန်များလေးရောက်လာအိမ်ပြန်ချိန်များနဲ့ခွဲခေါ်မင်းနာရှိတဲ့နာရီလေးများချစ်ပါလေရကူကပမ်းမိခဲ့ပါအောင်စိတ်ကူရနေရင်ငါကမဆုံးပတ်ချင်လို့ကိုရရှန်တဲ့ရနာမင်းနာရှိကြလို့အိမ်တရောက်တဲ့နောက်မှာမပြုံးနေမြေအောင်စိမ့်ကတုံးသားနဲ့မှလိပ်ပြလေးတွေချစ်တင်တော့ယူဝဲပြန်စဲပါမချစ်ရဘွားတစ်ခုပါမင်းပြုံးနဲ့တက်ဆက်မှာဘာတွက်နဲ့မမွေးနိုင်တာမို့စိုးရိမ်စိတ်တွေလျှော့ထားကွာညဝန်းနေကြည့်မှသေးလို့ဖုန်းလေးခဏဖွင့်လိုက်ပါအောင်လောက်ချစ်ကြောင်ပြောပြမှာမို့ရင်ခုနှစ်တကားလေးပိတ်ပါနဲ့အိုးအိမ်မက်တဲ့တိုးမြောက်ဆုံးပဲပျော်ရွှင်မဲ့တွေးကပါတယ်ဒီနေ့တော့ညာနဲ့ပြီးမို့နန်းလေးနဲ့နှုတ်ဆက်